နေ့တီလာတော့ပူတင်းလေးလုပ်ပြမှာဖြစ်ပါတယ်အရင်ဆုံးကျုပ်နှလုံးနဲ့စားနဲ့တကြားနဲ့ကိုအချိုးကြရောဆက်လိုက်ပါကိုကအချိုးကြိုက်တယ်ဆိုရင်ကြောင်နည်းနည်းများလေးထည့်ပေးပါတော့ပြီးတော့ biscuit လေးတောင်းလာပါတယ် biscuit လေးကိုခြေပြီးတော့ခြေလို့ရလာတဲ့ဟာကိုဒီကျုပ်ရဲ့ရောထည့်ပြီးတော့မှုရပေးရမှာပေါ့နော်အကောင်တော့ဒီဝေပြီးသွားရင်ဆိုရင်တော့သူအပူကဖက်လေးကိုပြန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးတော့နှစ်တို့ရှိမှာဒီဟင်းအိုးလေးရှိတာဟင်းအိုးထဲမှာပေါင်းတဲ့ဟာပေါ့အဲ့ဒါနဲ့ပဲတခါလေးပေါင်းပြီးလိုက်တယ်ပေါ့နော်အားလုံးပေါင်းဆိုရင်နိုင်ဝဲလောက်တော့ကြာတယ်တနိုင်တော့မကြာဘူးပေါ့နော်နိုင်ဝဲလောက်ကြာတယ်15မိနစ်နေရောအဲ့လိုမျိုးတော့ပြီးပြန်ကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့အပေါ်သားကမာပြီးတော့အလေနာပြော့နေလို့ပေါ့နော်အဲ့ဒါလေးနဲ့မှုန်းပြီးတော့နောက်ထပ်15မိနစ်လောက်ထပ်ထားလိုက်တဲ့အချိန်မှာကျတော့ဖောင်းဖောင်းလေးနဲ့တော်တော်လေးစားကောင်းတဲ့မုတ်လေးကိုရပါတော့နော်သူ့ရဲ့ရတာကစက်စိမ်လေးနဲ့တော်တော်ကောင်းတယ်အဲ့ဒီအချိန်မှာပဲမုတ်လေးလုပ်ပြီးသွားတယ်ဟင်းရိုးလေးနဲ့ချက်သွားတယ်နှစ်ခုလောက်လိုက်တယ်ပေါ့နော်လောက်ကြရင်လည်းဘယ်လိုဗီဒီယိုလေးနဲ့ပြန်ရောက်လာမယ်ဆိုတော့စောင့်ကြည့်ပေးပါဦးရှင်